Yo အားလုံးပဲမင်္ဂလာပါပို game ကြီးကနေကြိုးဆိုပါရစေချိန်ထားတဲ့တပ်ပါတီအကောင့်တွေကိုဘယ်လိုပြန်ဖြုတ်ရမလဲဆိုတာအခုဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကိုချိန်ထားတဲ့အကောင့်တွေကဝင်လို့ရသေးတယ်ဆိုရင်တော့ ID ဖြည့်ပြီးတော့ဖြုတ်လို့ရသလိုကိုချိန်ထားတဲ့အကောင့်တွေကဝင်လို့မရတော့ဘူးဆိုရင်တော့မွန်းတွန်ကြီးမေးကုတ်တောင်းပြီးတော့ဖြုတ်လို့ရပါတယ်ကျွန်တော်တို့ game တွေကိုရောက်ပြီဆိုတော့လည်း account setting တွေကိုသွားပါမယ် setting နဲ့ရောက်ရင်တော့ account center ဆိုတဲ့ဟာကိုထပ်နှိပ်ပါမယ်အဲ့လိုက်ကျွန်တော်တို့ကတပ်ပါတီအကောင့်ဖြုတ်မှာဖြစ်တဲ့အတွက် disconnect to တပ်ပါတီအကောင့်နှိပ်ပါမယ်ကိုက Google အကောင့်ဖြုတ်ချချင်တာဆိုရင်တော့ Google အကောင့်နှိပ်လိုက်ပါမယ်ဒါမျိုးတစ်ခုပေါ်လာပါလိမ့်မယ်ပထမတစ်ခုကတော့ ID တောင်းပြီးတော့ဖြုတ်တာဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့မွန်တွန်ဂျီမီကုတ်တောင်းပြီးတော့ဖြုတ်တာဖြစ်ပါတယ်ဖြည့်ပြီးတော့ဖြုတ်တဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီကွက်လက်လေးမှာကိုယ့်အကောင့်ရဲ့ ID ကိုဖြည့်ပေးရပါမယ်ဖြည့်ပြီးသွားရင်တော့ OK ကိုနှိပ်လိုက်ရင်ဝင်လို့ရတဲ့တပ်ပါတီအကောင့်တွေကိုပြန်ပြီးတော့ဖြုတ်ချလို့ရပါတယ်မွန်တွန်ဂျီမီကုတ်တောင်းပြီးဖြုတ်တဲ့ဟာကိုနှိပ်လိုက်ရင်ဆိုရင်တော့ဒီလိုမျိုးလေးကြာလာပါလိမ့်မယ်ဒီဘေးနာဆန် verification code ကိုနှိပ်လိုက်ရင်ကို Gmail တွေကိုကုတ်လျှောက်လို့ကြာလာပါလိမ့်မယ်အဲ code ကိုဒီကွက်လက်လေးမှာထည့်ပြီးတော့နှိပ်ကိုနှိပ်ရပါမယ်ကုတ်ကိုထည့်ပြီးသွားရင်တော့နှိပ်ကိုနှိပ်ရပါမယ် OK ကိုထပ်နှိပ်ပါမယ်ဒါဆိုရင်တော့ဝင်မရတဲ့တပ်ပါတီကောင်ပြုတ်သွားပါပြီကုတ်တောင်းပြီးဖြိုးတဲ့နေရာမှာဒါမျိုးတန်းမပေါ်ဘူးဆိုရင်တော့ classic တစ်ပွဲအရင်ဆုံးဆော့ပေးရပါမယ်ဆော့ရကြာခြင်းကတော့15မိနစ်အထက်ရှိရပါမယ်ဆော့ပြီးသွားရင်တော့အဆင်ပြေသွားပါလိမ့်မယ်ဗီဒီယိုလေးကိုအစဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျာအကောင့်ဟက်ကန်ရလို့စာပေအပ်ရှင်တာပဲဖြစ်ဖြစ် error ဖြစ်နေလို့ဖြုတ်ရှင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram အကောင့်မှာလာရောက်ဆက်သွယ်နိုင်ပါတယ်